မင်္ဂလာပါတကယ်ကြီးလို့အဲ့တော့ဒီရက်ပိုင်းကတော့ကျွန်တော်ရွေးချယ်သုံးသပ်ပေးတဲ့ပွဲတွေကတော့တောက်လျှောက်နေပါမှန်နေအောင်တော့တွေ့ရတယ်ပေါ့နော်free ပွဲတွေရော member ပွဲတွေရောဆိုတော့ free ပွဲဆိုလို့ရှိရင်ကျွန်တော်မှတ်မိသလောက်August လ12ရက်နေ့အဲ့မှာ Conference League qualification ပွဲမှာရွေးချယ်ပေးခဲ့တဲ့ Cato Right ကနေစပြီးတော့ Italy Cup မှာ Fiorentina เนาะနောက်ပြီးတော့ဟိုမှာ Premier League မစခင်အာရီနဲ့ Man City ပွဲမှာကိုပေါ်ထက်ရတယ်နောက်ပြီးတော့အာရီနဲ့ Coventry ပွဲမှာကြတော့ Premier League အစပွဲမှာကကိုပေါ်က3လုံးတည်အဲ့မှာ 3-0 နဲ့တည်ဖြစ်တယ်နောက်ပြီးတော့Europa League qualification မှာ Benfica ပွဲပေးတဲ့တည်ဖြစ်တယ်မနေ့ကအတလန်တာကိုပေါ်လဲရတယ်ဆိုတော့ကြားထဲမှာ free ပွဲရွေးချယ်မှုကဘီဘာအိုတီရပဲလွယ်သေးတယ်เนาะတကယ်ချင်းဒါတောင်မှ17မိနစ်မှာတယောက်ထုတ်ခံလိုက်ရလို့ဘီဘာအိုအနေနဲ့เนาะမဟုတ်လို့ကတော့အဲ့ပွဲလဲတေချာပေါက် 100% နိုင်မှာပါ။ဘာကြောင့်လဲဆိုတော့တယောက်ထုတ်ခံရတာတောင်မှ ball position အသာ pitch chance အသာကိုပေါက်ကန်သွင်းမှုအသာနဲ့ဆိုတော့အဲ့ဒီတည်းအသာလည်းတယောက်ထုတ်ခံလိုက်ရလို့လွယ်သေးတာဆိုတော့ free fan တွေလည်းတောက်လျှောက်ရကြမှာပါเนาะဘာကြောင့်လဲဆိုတော့ကျွန်တော် YouTube ပွဲတွေတောက်လျှောက်ကိုမှန်နေတာဆိုတော့เนาะအဲ့တော့အဓိကပြောချင်တာကကျွန်တော်ပြတဲ့ပွဲတွေပြန်စဉ်းစားရင်းနဲ့ကျွန်တော်ရဲ့ fan တွေမှာကျင်တာပေါ့နော်အဲ့ဒါဘာလဲဆိုတော့စိုက်ကားဂိတ် fan တွေတိတ်မစကြပါနဲ့เนาะသူတို့ခင်ဗျာတကယ်ခံစားနေရရှာတာပါเนาะအဓိက main fan တွေပေါ့เนาะတကယ်ကိုခံစားနေရရှာတကယ်ချင်းတို့စဉ်းစားကြည့်ဗျာဟုတ်တယ်မလားတာမန်အသင်းကိုရှုံးတာမဟုတ်ဘူးတန်းတက်လာတဲ့3သင်းတွေကအញ្ញံဆုံးအသင်းကိုရှုံးတာသူတို့ခင်ဗျာเนาะအဲ့တော့တိတ်မစကြပါနဲ့လို့เนาะဒီနေ့ကနေကျွန်တော်မြတ်တာရက်ခံနာပါเนาะတခြားကြောင့်မဟုတ်ဘူးကျွန်တော်ကဘယ်တင်းဖန်မှမဟုတ်တဲ့ပုံမှာဟို main fan နေနေတဲ့အခုချိန်ကအရန်ကြီးကိုအရေးနှိမ့်နေလို့เนาะအားကြောင့်လို့ကျွန်တော်ရဲ့ channel 19တင်းဖန်တွေမြတ်တာရက်ခံတာပါเนาะနောက်ပြီးတော့ဒီနေရာနေနောက်တစ်ခုထပ်ပြီးဖြည့်ဆွက်ပြီးမှာကြားချင်တာ main fan နေနေနဲ့အရန်ကြီးစိတ်ညစ်ပါနဲ့လို့เนาะခုမှတပွဲပဲရှုံးသေးတာဟုတ်တယ်မလားနောက်ထပ်ရှုံးစရာ39ပွဲတောင်ချန်သေးတယ်နောက်တော့เนาะချန်ပီယံလိရောတွက်မယ်ဆို39ပွဲမကပါဘူးเนาะ AC ပါ fighting တကယ်ချင်းเนาะအဲ့တော့ဒီနေ့ညမှာလေကျွန်တော်ရဲ့ fan တွေအတွက်ရွေးချယ်တဲ့ပွဲကောင်းလေးတစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးခဲ့မယ်เนาะတကယ်ချင်းဆိုတော့ဒီညကတကယ်ချင်းတင်းလာနေတာဖြစ်တာပွဲတော်တော်များပါတယ်เนาะအီတလီစီးရီးမှာဆိုလို့ရှိရင်လည်းဘိုလိုနာနဲ့လာဇီယိုရှိမယ်ရိုမာနဲ့ဖီယိုရင်တီနာရှိမယ်လာလီဂါမှာလည်း2ပွဲရှိမယ်ဥစာနဲ့လီဗန်တီရဲ့မာလာဂါရဲ့ဒီပိုရဲ့နောက်ပရီးမီးယားလိတစ်ပွဲရှိမယ်နောက်ဖူဟန်နဲ့ချယ်ဆီဆိုတော့စုစုပေါင်း5ပွဲတီကိုရှိတယ်နောက်တကယ်ချင်းအဲ့တော့အဲ့ဒီ5ပွဲတွေကနေပြီးတော့မှကျွန်တော်အနေနဲ့တကယ်ချင်းတို့လုံးဝရွေးချယ်တဲ့ပွဲကောင်းလေးတစ်ပွဲရွေးချယ်ပေးခဲ့မယ်เนาะအဲ့ပွဲကဘယ်ပွဲလဲဆိုတော့တကယ်ချင်းတို့ဘိုလိုနာနဲ့လာဇီယိုပွဲနောက်တကယ်အဲ့ပွဲမှာတော့ကျွန်တော်အင်ရှင်ဘူလုံးအောင်ပဲကြိုက်ပါတယ်လက်ရှိခြေစွမ်းလူစည်ရင်းနဲ့တော့မိနစ်90အတွင်းမှာလာဇီယိုကိုမရှုံးနိုင်ဘူးလို့ကျွန်တော်ကတော့ခံမှန်းပါတယ်နော်တည်ရတော့ရှိတယ်သို့တော့ level မှာပြား40လောက်ကတော့စွန့်စားစင်တယ်လို့မြင်ပါတယ်နောက်တကယ်ချင်းပြား40ရှုံးတဲ့အပြေစားကွက်မျိုးပေါ့နော်ကြီးနေထားလဲ Bradford နဲ့ Chelsea နဲ့တွေ့တဲ့အချိန်မှာဖောက်ခဲလို့ကြီးမျိုးဖြစ်နေတာအောင်မှာလက်ရှိလူစင်းရလေလာဇီယိုထက်တောင်လေးနဲ့လာဇီယိုမှာတန်ရကစားသမားတွေရှိနေတာရဲ့ဘူလိုနာထက်ပြထားတဲ့လူစင်းနဲ့အချင်းကြီးရဲ့အပေါက်ကြီးရောနော်ခြေစွမ်းရောလက်ရှိနီးပြတွေရဲ့အတွေ့အကြုံနောက်ပြီးတော့ကစားသမားထွက်သွားတဲ့ကစားသမားတွေရဲ့အပေါ်မှာထပ်ပြီးဖြစ်တင်နိုင်တဲ့ကစားသမားအင်အားနော်တကယ်ချင်းထွက်သွားတဲ့ကစားသမားတွေရဲ့အခြေအနေပြန်ဝင်လာတဲ့ကစားသမားတွေရဲ့အင်အားအခြေအနေရဲ့အားလုံးစုပြီးတော့မှခြုံငုံသုံးသပ်မယ်ဆိုဘိုလိုနာအနေနဲ့မိနစ်90အတွင်းမှာလာဇီယိုကိုမရှုံးနိုင်ဘူးလို့မြင်ပါတယ်နော်တကယ်ချင်းဒါအနေဆုံးအခြေအနေပြောတာနော်တိကျခံမှန်းမယ်ဆိုလို့ရှိရင်900လက်အဖြစ်မိနစ်90အတွင်းမှာ
100% နီးပါးနိုင်ဖို့တေချာလို့သာလျှင်ကျွန်တော်ဘူလောနာပွဲရွေးပြရခြင်းဖြစ်ပါတယ်เนาะတကယ်ဆိုတော့ကျွန်တော်ကတော့ဒီည7 နာရီမှာကန်မဲ့ဘူလောနာနဲ့လာစီယိုပွဲမှာတော့ဘူလောနာပေါ်ကြီးကြိုက်ပါတယ်ကိုရလည်းအပြင်ခံမှန်းမယ်ဆိုလို့ရှိရင်မိနစ်90အတွင်းမှာ2-0ဒါမှမဟုတ်လို့ရှိရင်2-1ရလက်မျိုးတော့နဲ့ဘူလောနာလာစီယိုနိုင်သွားမယ်လို့ခံမှန်းပါတယ်ဆိုတော့ကျွန်တော်ရဲ့ fan တွေနဲ့ရောကိုရလည်းအပြင်ဒီညတွေ့ဆုံမဲ့7မှာကန်မဲ့ဘူလောနာနဲ့လာစီယိုပွဲမှာဘယ်နှကူလောက်ခံမှန်းတယ်လဲ comment box မှာတစ်ချက်လောက်ဝင်ရောက်ဆွေးနွေးပေးကြပါဦးနောက်တကယ်ကြည့်လို့ okay အဲ့ဒါဒါပဲနောက်တကယ်ကြည့်လို့နောက်မှတွေ့ကြတာပေါ့နော်